အိုခြင်းဒုက္ခနာခြင်းဒုက္ခသိခြင်းဒုက္ခယာတိတုဒုက္ခရေဘေးမီးဘေးငလျင်ဘေးအဲ့ဒီဘေးဒုက္ခကျမ်းမာရေးဘေးဒုက္ခစီးပွားရေးဒုက္ခနော်ဆုံးရှုံးမှုဒုက္ခတချို့ဆိုစီးပွားရှာရင်းနဲ့နော်ကိုယ့်ကိုသတ်သေးတာနိုင်ငံခြားမှာလည်းအဲ့လိုပဲနော်ယထာချိတ်ခံသေးတာနော်တထေးကြီးဒီဝါလီခံရတာဒုက္ခနော်အခုဆိုတော့ကဘာကြီးဟာအကုန်လုံးပြိုပြက်ဖယိုဖယက်တွေဖြစ်ပြီးတဲ့ဒုက္ခခန္ဓာကြတော့လေဒီမှာလဲယာတိဥရုဖောက်ပြန်တဲ့လူတွေအခုနေရတဲ့ဒုက္ခအဲ့လိုမှမဟုတ်စီးကြိုဒုက္ခသွေးတိုးဒုက္ခခုနသွေးတက်တဲ့ကြောက်ကယောဂါနဲ့ဘာယောဂါနဲ့ညာယောဂါနဲ့ဒီလိုနေရင်ထိုင်ကြိုက်တာခဲတာထုံနာကျင်တာအောင်းနာဟိုကအစစ်ရောင်နာဒီကအစစ်ချောင်းနာဟိုကခါးစစ်ပါပြီးစုံမနေဘူးလားစင်ရလားချမ်းသာလားအဲ့ဒါကိုဒုက္ခလို့မမြင်မဲနဲ့သက်သာအောင်ဈေးကုပြီးငြိမ့်နေကြတာသက်သာအောင်တော့ဈေးကုတယ်ဒုက္ခလို့သိလားအဲ့ဒါပဲအဲ့တော့မှဒုက္ခခန္ဓာတဲ့ဒုက္ခလို့သိပြီးတော့မှလောကဆိုတာလောစတိတိပလုစတိလောကောအတိမကြဖောက်ပြန်ပြောင်းလဲဖောက်ပြန်ပြောင်းလဲတော့မမြဲဘူးမမြဲတော့ပြက်တာပေါ့ပြက်တော့ဖြက်တယ်လို့ဖြစ်တာပေါ့ဖြက်တယ်လို့ပြက်တော့ပြက်စည်းကုန်တာပေါ့ပြက်စည်းတော့ဆင်းရဲတာဟုတ်ပြီနော်အဲ့တော့လောကထဲမှာနေခြင်းဝဟာနေခြင်းသေးလားဘယ်လိုဘာလို့မလားဆိုရင်လောကလွန်မြောက်ရာမဂ္ဂင်၈ပါးဒီအကျင့်တရားမှလွဲရလောကထွက်မြောက်ကြောင်းမရှိပါအတွင်းလောကရန်အပြင်လောကရန်မှလွတ်မြောက်ရာဒီနိဗ္ဗာန်ပါ